brand နဲ့ audience ကိုချိတ်ဆက်တဲ့နေရာမှာအရေးကြီးဆုံးအရာတွေတစ်ခုဖြစ်တဲ့ content အဲ့ဒီ content မှာ tone of voice ဆိုတဲ့အရာတွေရှိတယ်အဲ့ဒီ tone of voice ကိုကျွန်တော်တို့ဘယ်လိုဖန်တီးကြလဲဆိုရင်ကျွန်တော်တို့ရဲ့ brand မှာသတ်မှတ်ထားတဲ့ message တွေအရာတွေရှိမယ်ပေါ့နော်ကျွန်တော်တို့ brand ကနေအဓိကပြောချင်တဲ့အရာရှိမယ်အဲ့ဒီအရာပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ tone of voice ကိုဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာဆုံးဖြတ်လို့ရတယ်သတ်မှတ်လို့ရတယ်ဥပမာကိုယ့်ရဲ့ brand ကပေးချင်တဲ့ message က smart ဖြစ်တယ်ဆိုပါလို့ smart ဖြစ်တယ်ဆိုတဲ့ tone of voice တစ်ခုကိုဖန်တီးခြင်းတယ်ဆိုရင်ကို content မှာသုံးလုံးတဲ့စကားလုံးတွေအနေနဲ့ပြတ်သားရမယ်ဒီငြိမ်ရှိရမယ်အထာကျပြီးတော့ဖတ်ရှုရတဲ့အပိုင်းမှာလူရင်းတူရှင်းနဲ့တိကျတဲ့ information တစ်ခုပေးနိုင်တဲ့အရေးသားမျိုးဖြစ်ကြမယ်ပေါ့နော်အဲ့လို tone of voice ကဘာကြောင့်အရေးကြီးရလဲဆိုရင်ကိုယ့်ရဲ့ brand message က smart ဖြစ်တယ်လို့ပြောနေတဲ့အချိန်မှာ tone of voice ကအဲ့ဒါနဲ့တစ်ထပ်သေးကျနေတဲ့ပုံစံမျိုးပြောမှဖြစ်မယ်ပေါ့နော်ဒါမှလည်း consistency တခုရှိပြီးတော့ကိုယ့်ရဲ့ content တွေကနေပြီးတော့ကိုပေးခြင်းတဲ့ message ကိုဒီ tone of voice ကနေတစ်ဆင့်သိနိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာရော tone of voice နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံမျိုးတွေသတ်မှတ်ထားလဲဆွေးနွေးပေးသွားနိုင်ပါတယ်ကျွန်တော်ကတော့ next step က senior marketer ဖိမင်းတော့ဖြစ်ပါတယ် see you in the next video